ဖလားရကန်ဒီမှာထွက်ခွာသွားတဲ့အာဆင်နယ်ရဲ့နီးစနစ်ဒါရိုက်တာအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းရဲ့နီးစနစ်ဒါရိုက်တာ James Ilias ရဲ့ရုတ်တရက်ထွက်ခွာမှုဟာအသင်းပရိသတ်တွေနဲ့အတွင်းလူတွေကြားမှာတော်တော်လေးကြရက်ရိုက်သွားစေခဲ့ပါတယ်2025ခုနှစ်ဩဂတ်လကမှဒီယာလူကိုတိုးမြင့်ခန့်အပ်ခံရတဲ့ Ilias ဟာအသင်းရဲ့လူငယ်အကယ်ဒမီကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့နဲ့အသင်းရဲ့ကစားကွက်နီးစနစ်ကိုအဆင့်မြင့်တင်ဖို့တာဝန်ယူခဲ့တဲ့သူပါဒါပေမဲ့တာဝန်ယူပြီး9လအကြာမှာပဲသူနဲ့အာဆင်နယ်တို့လမ်းခွဲလိုက်ပြီးဆိုတဲ့သတင်းကဘယ်သူမှမယုံထားတဲ့မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာအသင်းမှာ2021ခုနှစ်ကတည်းကအသင်းရဲ့ကင်းတောင်းအဖြစ်စတင်ဝင်ရောက်ခဲ့ပြီးအင်္ဂလန်ပြည်တွင်းဈေးကွက်ကိုကောင်းကောင်းနားလည်တဲ့အပြင်မိမိယုံကြည်ချက်ကိုရရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုတတ်သူတဦးအဖြစ်လူသိများတဲ့သူပါ။ James Ilias အဓိကလှုပ်ဆောင်ခဲ့တာတွေထဲမှာအာဆင်နယ်ရဲ့လူသစ်စုဆောင်ရေးစနစ်ကိုအဆင့်မြင့်နေခဲ့တာကအထင်ရှားဆုံးပါပဲ။သူဟာ Football Intelligence လို့ခေါ်တဲ့ဌာနကိုအားကောင်းအောင်လှုပ်ဆောင်ခဲ့ပြီးအမျိုးသားအမျိုးသမီးနဲ့ Academy အသင်းတွေကြားမှာပေါင်းစပ်ညှိနှိုင်းတဲ့စုဆောင်ရေးစနစ်တစ်ကိုဖော်ဆောင်ခဲ့ပါတယ်။ Mikel Arteta နဲ့ယင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပြီးစုံဖြတ်ချက်တွေချမှတ်သူတွေကိုလိုအပ်ရင်လိုအပ်တယ်လို့စောတကတက်ဝေဖန်ဖို့ဝင်မလေးတာကြောင့် Arteta ရဲ့လေးစားမှုကိုရရှိခဲ့သူပါအထူးသဖြင့်ကစားသမားတအုပ်ကိုခေါ်ယူဖို့ဒါမှမဟုတ်ရောင်းထိုးဖို့ဆုံးဖြတ်တဲ့နေရာမှာအချက်အလက်ဒီတာတွေကိုအခြေခံပြီးစနစ်တကျခွဲခြမ်းစိတ်ဖြာတဲ့နည်းလမ်းတွေကိုသူကပဲအရှိန်မြင့်တင်ပေးခဲ့တာပါသူရဲ့နှုတ်ထွက်မှုဟာအသင်းရဲ့ Academy ဘိုင်းပြုပြင်ပြောင်းလဲရေးစတင်နေချိန်မှာဖြစ်ပေါ်တာမို့လို့ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါပြီ။ Ilias ဟာ Academy ကနေဝင်ငွေပိုရရှိဖို့နဲ့သူ့ကြုံတဲ့လူငယ်လေးတွေတခြားအသင်းတွေကိုအလကားကြီးပါမထွက်သွားဖို့အစည်းအဝေးခန်းသားတွေကိုတင်ပြခဲ့သူပါဥပမာအားဖြင့် Max Roman လိုလူငယ်ကျယ်ပွင့်တွေကိုအသင်းမှာဆက်ရှိနေအောင်သူကပဲမိသားစုဝင်တွေနဲ့ဓာတ်ရိုက်ထိတွေပြီးစီးရုံနိုင်ခဲ့တာပါဒါအပြင်အိုင်ယာလန်ကစားသမား Ohie Vuna ကိုစံချိန်တင်ကျေးနဲ့ခေါ်ယူတာအီကွေဒေါကကွင်တဲရိုညီကိုတွေကို Real Madrid လက်ထဲကနေလူးယူနိုင်ခဲ့တာတွေဟာ Ilias ရဲ့လက်ရာတွေပဲဖြစ်ပါတယ်James Ilias ထွက်ခွာရတဲ့အဓိကအကြောင်းရင်းကတော့အသင်းရဲ့ဖွဲ့စည်းပုံအပြောင်းလဲကြောင်းလို့ယူဆရပါတယ်။အရင်က Academy Manager ဟာ Ilias စီကိုဓာတ်ရိုက်အစီရင်ခံရမှာဖြစ်ပေမဲ့အပြောင်းလဲသစ်မှာတော့အားကစားဒါရိုက်တာ Andrea Barta စီကိုဓာတ်ရိုက်သွားရမှာဖြစ်နေပါတယ်။ဒါဟာ Ilias ရဲ့လုံပိုင်ခွင့်နဲ့အာဏာကိုဘေးကွန်းထုတ်စရာဖြစ်လာစေပြီးသူကိုယ်တိုင်လည်းဒီလိုအပြောင်းလဲအောက်မှာဆက်မနေကျင်တော့တာဖြစ်နိုင်ပါတယ်။ဒီလိုနဲ့အသင်းတွင်းမှာသူချမှတ်ခဲ့တဲ့စီမံကိန်းတွေအရှိန်ရနေတော့မှပဲအပတ်တကုတ်လမ်းခွဲခဲ့ကြပါပြီ။အာဆင်နယ်အသင်းဟာပြီးခဲ့တဲ့18လအတွင်းမှာအီဒူ၊ဂျေဆန်အာတို၊ဂျက်ဂွီရှိုင်းနဲ့ပါမာတီစကာစတဲ့အဓိကပုံကိုယ်တွေတယောက်ပြီးတယောက်ထွက်ခွာသွားတာဟာစိုးရိမ်စရာအချက်တစ်ခုဖြစ်လာပါတယ်။ဒါဟာအသင်းရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုအားကစားဒါရိုက်တာအန်ဒရီယာဘာတာနဲ့မန်နေဂျာမီခဲအာဒီတာတို့နှစ်ယောက်စီမှာပဲပုံအောင်ပြီးအာနာစုစည်းလိုက်တယ်လို့ဖြစ်နေပါတယ်။အနာဂတ်မှာအာဆင်နယ်ရဲ့ Academy ကိုဘယ်သူဦးဆောင်မလဲဆိုတာကအသင်းရဲ့ဦးတည်ချက်ကိုဖော်ပြနေပါတယ်။ Ilias အဆိုပြုခဲ့တဲ့ Chelsea Academy ဟာ Jim Fraser လိုလူမျိုးကိုခန့်အပ်မလားဒါမှမဟုတ် Andrea Barta ကသူ့စိတ်ကြိုက်လူသစ်တွေကိုပဲအစားထိုးမလားဆိုတာစောင့်ကြည့်ရမှာပါ။ဘာပဲဖြစ်ဖြစ် James Ilias ရဲ့နှုတ်ထွက်မှုဟာအာဆင်နယ်အသင်းတွင်းမှာအာဏာချိန်ခွေရှာပြောင်းလဲသွားမှုကိုဖော်ပြနေပြီး Arteta နဲ့ဘာတာတို့နှစ်ဦးရဲ့လက်ထဲမှာပဲအသင်းရဲ့ကကြမ္မာကိုအလုံးစုံပုံအပ်လိုက်တယ်လို့ဖြစ်နေတာကတော့အငြင်းပွားစရာဖြစ်နေသေးပါ